Hello ချစ်တို့ရေရေဂျီတို့တစ်ဖက်ကန်ရွာကနေ့စဉ်နှစ်တိုင်းကြည်ပပြုလုပ်တဲ့ပြန်ရမှုသွားတဲ့ဖိုးကြီးတင်ကန်းလဲတာဖြစ်ပါတယ်ချစ်တို့ရေအခုဆိုလို့ရှိရင်ဟိုဘက်ကကိုသွားပြီးတော့ပြန်လာကြတဲ့သူတွေပေါ့နော်ရေဂျီတို့ကအခုမှဆက်လျော်စီးပြီးတော့သွားကြမှာဖြစ်ပါတယ်ချစ်တို့ရေတစ်ဖက်ကန်ကိုကူလို့ရှိရင်လူကြီးက900ခလေးက250ပေးရတာဖြစ်ပါတယ်ချစ်တို့ရေအခုဆိုလို့ရှိရင်ရီဂျီတို့ဟိုဘက်ကကူနေပါပြီချစ်တို့ရေဖုန်ကြီးသင်ငန်းလဲတဲ့ပွဲကိုလာတဲ့သူတွေကအများကြီးပဲချစ်တို့ရေလေတွေရောဆက်လေတွေရောတင်မုန်းတွေရောအစုံပဲပေါ့နော်လာတဲ့သူတွေကအများကြီးပဲချစ်တို့ရေရေဂျီတို့ဆက်လေကကန်ကနေပါပြီချစ်တို့ရေလာတဲ့ဆက်လေတွေပက်ထော်တွေကတော့အများကြီးပဲချစ်တို့ရေနေရလဲပူတာပေါ့နော်အခုဆိုလို့ရှိရင်လာတဲ့သူကလာတယ်ပြန်တဲ့သူတွေကပြန်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီပြန်မဲ့သူတွေပေါ့နော်ပြန်မဲ့သူတွေရောလာတဲ့သူတွေရောလူတွေကတော့အများကြီးပဲစီကားတာဖြစ်ပါတယ်ရှင်နေရတယ်ပူတာပေါ့နော်အခုဆိုလို့ရှိရင်ရေဂျီတို့ကသွားနေပါပြီချစ်တို့ရေဒီလေဘင်းကိုဖျားရတာပေါ့နော်ရေဂျီတို့ကအခုဆိုလို့ရှိရင်ရွာထဲကိုရောက်နေပါပြီချစ်တို့ရေရွာထဲမှာဈေးရောင်းတဲ့သူတွေနဲ့အခုဆိုလို့ရှိရင်ချင်းဝိုင်းလေးရှိတာပေါ့နော်လာတဲ့လူတွေကတော့အများကြီးပဲချစ်တို့ရေသွားတဲ့သူနဲ့ပြန်လာတဲ့သူတွေအများပဲချစ်တို့ရေလေခွင်းကိုဖျက်ထားတဲ့လမ်းလေးပဲဖြစ်ပါတယ်ချစ်တို့ရေအခုဆိုလို့ရှိရင်ရေဂျီတို့ကကြောင်းဝဲထဲကိုရောက်မှာဖြစ်ပါတယ်ရှင်လူတွေများတော့လေတိုးပြီးတော့ရေဂျီတို့ကသွားရဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်ရေဂျီတို့ကကြောင်းဝဲထဲကိုရောက်နေပါပြီချစ်တို့ရေလာတဲ့သူတွေရတဲ့အများကြီးပေါ့နော်ရေဂျီသားကြီးရောသားလာရောသားငယ်ရောတူမတွေနဲ့ရေဂျီတို့ကသွားတာဖြစ်ပါတယ်ချစ်တို့ရင်အခုဆိုလို့ရှိရင်ထမင်းစားတဲ့ရုံကိုရေဂျီတို့ကထမင်းသားစားဖြစ်ပါတယ်ရှင်သူတို့ကငါ6000ပေါ့နော်ငါ6000ငပြိုင်တဲ့ပဲဟင်းနဲ့ကျွေးတာဖြစ်ပါတယ်ချစ်တို့ရင်ယုံက2ယုံဟိုဘက်1ယုံဒီဘက်1ယုံယုံက2ယုံကျွေးတာဖြစ်ပါတယ်ရှင်ရောင်မတို့ကလေးတွေကကြတော့စားနေပါချစ်တို့ရင်စားတဲ့သူတွေကတော့အများကြီးပဲဒါလေးက6000တဲ့ဒါလေးကကြတော့ငပြိုင်ကျက်ပေါ့နော်ဒါလေးကကြတော့ပဲနဲ့ကြာစံရောင်မကတော့စားနေပါပြီချစ်တို့ရင်6000နဲ့အောက်ပေါ်ဟင်းကျူထမင်းစားပြီးလက်စေးတဲ့နေရာပါချစ်တို့ရင်အခုဆိုလို့ရှိရင်ပြန်ရမှုသွားတယ်ဖုန်ကြီးရဲ့ရုပ်ကလရှိတဲ့နေရာကိုရီဂျီလိုရောက်နေတာဖြစ်ပါတယ်ရှင်ပြန်ရမှုသွားတဲ့ဖုန်ကြီးရဲ့ရုပ်ကလဖြစ်ပါတယ်ချစ်တို့ရင်ခဏနေဆိုလို့ရှိရင်တရားနာကြမှာဖြစ်ပါတယ်ရှင်ချစ်တို့ရင်တရားနာမဲ့သူတွေကလာပြီးတော့စုနေကြတာဖြစ်ပါတယ်ရှင်ပြန်ရမှုသွားတဲ့ဖုန်ကြီးရဲ့ရုပ်ကလဖြစ်ပါတယ်ချစ်တို့ရင်တရားနာမဲ့သူတွေကထိုင်ပြီးတော့စောင့်နေကြတာဖြစ်ပါတယ်ချစ်တို့ရင်ရင်းနှီးချင်းတိုက်တဲ့နေရာလေးဖြစ်ပါတယ်ချစ်တို့ရင်အခုဆိုလို့ရှိရင်ပေါ့နော်ရီဂျီတို့ဆိုလို့ရှိရင်ကျောင်းရဲ့အနောက်ဘက်ကိုရောက်နေဖြစ်ပါတယ်ရှင်ဒီရေရကြတော့အန်ဒီရဲ့ကင်းပင်းကင်းရဲလို့ပြောကြတာပေါ့နော်မွေးကလေးတွေဆိုရင်ဒီကန်လေးကိုမစင်းရဘူးပေါ့နော်သူတို့ရေးထားတာဖြစ်ပါတယ်ချစ်တို့ရင်ဟုတ်ဆက်ရည်နဲ့အများကြီးတာလေအဲ့ဒါအဒီရဲ့ကင်းပင်းကင်းဒီတို့အခုသွားပြီးတော့ပြန်လာပါပြီချစ်တို့ရင်ပြန်လာတဲ့လမ်းမှာပေါ့နော်လာတဲ့သူတွေရတယ်အများကြီးပဲအခုဆိုလို့ရှိရင်ရီဂျီတို့ကပြန်ပါပြီချစ်တို့ရင်ရီဂျီတို့ကအခုဆိုလို့ရှိရင်ကန်နာဘက်ကိုပြန်တာပေါ့နော်အခုပြန်တဲ့သူတွေရတယ်အများကြီးပဲဒီဆက်လေးစိတ်ကပေါ့နော်နေ့တိုင်းအဲ့လိုပဲလာတဲ့သူတွေနဲ့စီကားတာဖြစ်ပါတယ်ချစ်တို့ရေအခုဆိုလို့ရှိရင်ရီဂျီတို့ကတစ်ဖက်ကန်းရွာကိုရီဂျီတို့ဖက်ကန်ကိုပြန်ရပါပြီချစ်တို့ရေရီဂျီတို့ရွာရဲ့ delivery ကိုမျှဝေပေးရဖြစ်ပါတယ်ရှင်အခုလိုမျိုးချစ်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ချစ်တို့